မင်္ဂလာပါဗျကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့လူ10ယောက်ကူးစက်ခံရတယ်9ရက်အထိတိတ်ဆုံနိုင်တဲ့ယောဂတစ်မျိုးရှိတယ်ဆိုတာတင်တီးပါသလားအဲ့ဒီယောဂကတော့အီဘိုလာဖြစ်ပါတယ်2014ခုနှစ်နောက်အာဖရိကမှာဖြစ်ပွားခဲ့တဲ့အီဘိုလာကူးစက်မှုဟာလူထောင်ပေါင်းများစွာရဲ့အသက်ကိုဆုံးရှုံးစေခဲ့ပါတယ်လက်ရှိကာကွယ်ဆေးနဲ့ကုသနည်းတွေရှိလာပြီဖြစ်ပေမဲ့အီဘိုလာဟာကမ္ဘာအန္တရာယ်ရှိဆုံးယောဂတွေကတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်ခင်ဗျအီဘိုလာဗိုင်းရပ်ကို1996ခုနှစ်အာဖရိကတိုက်ကနေစတင်မြစ်ပါခံခဲ့ရလို့ဆိုကြပါတယ်။အီဘိုလာကိုကွန်ကိုနိုင်ငံယာဘူကူရွာနားမှာစစ်စစ်နေတဲ့အီဘိုလာမြစ်ကနေတဆင့်အဲ့ဒီမြစ်ကိုပဲအဆွဲပြုပြီးအီဘိုလာဟူ၍အမည်ကိုပေးခဲ့ကြပါတော့။အီဘိုလာရဲ့ဇစ်မြစ်ကဘယ်ကနေကူးစက်ရတာလဲ။တိပ္ပံပညာရှင်တွေရဲ့သုတေသနပြုချက်တွေအရအီဘိုလာဟာတိတိစားတဲ့လင်းတို့များကနေတဆင့်ကူးစက်တယ်လို့ပြောဆိုကြပါတယ်။အီဘိုလာဟာလူတွေစီကိုဘယ်လိုကူးစက်မှုရောက်ရှိကြတာလဲ။ဘိုင်းရဲ့ပိုးရှိတဲ့လင်းတို့တွေကလိမ့်ဆန်များကိုထိတွေ့မှုကတစ်ဆင့်ယောဂပိုးကူးစက်ပြီးအဲ့ဒီလိမ့်ဆန်များကိုကိုင်းတွင်မိရကနေပဲဖြစ်ဖြစ်ဆောက်လိုက်တာပဲဖြစ်ဖြစ်လူတွေစီကိုကူးစက်တာဖြစ်ပါတယ်။အီဘိုလာကူးစက်မှုနောက်တစ်ခုကတော့ယောဂရှိသူရဲ့တွေးချွေစီစတဲ့ထိတွေ့ရကနေလည်းကူးစက်တတ်ပါတယ်။ဘိုင်းရဲ့အဓိကအစာပိုင်းလက္ခဏာများကတော့ဖျားခြင်းခေါင်းကိုက်ခြင်းကိုယ်လက်နာကျင်ခြင်းဖြစ်ပြီးအဆိုးဆုံးအနေနဲ့ကတော့အန်ခြင်းဝမ်းလျှောခြင်းတွေးရခြင်းတို့ဖြစ်ပါတယ်။ကာကွယ်ရမယ့်အချက်တွေကတော့ယောဂရှိသူနဲ့ဓာတ်ရိုက်မထိတွေ့ဖို့ရယ်လက်ကိုတရှင်းစေခြင်းရယ်တို့ဖြစ်ပါတယ်။အီဘိုလာအား COVID-19 လို့လေထဲကနေအလွယ်တကူမကူးစက်နိုင်ဘူးလို့ဆိုကြပါတယ်ခင်ဗျ